多耶，这里通当先阿拉，西个罗个，就那面亚个咯，埃里个你比如透过的苦你呢，上比如就那积累多，积累个里的苦，那碰到就那个，啊，地背吧的，人家背吧的，路这个马的苦来呗，那粗嘛的西吧的，西个，那啊就比吧，啊就比着，西个咯，这个，这几个你比如粗嘛没下路西人，没有那个。牛山药啥是点来的？牛山药啥多多比只要变来啊！牛山药啥你比如我那地点来的，大地地地变来。哎，路偏嘛说了，这几路的路过个过药啥不嘛？没当时的，各种那些，怎么熟悉的啊？哎，路本来路来说人，马拉巴片，新片这个片比如说嘛的来，新片这地下东里个新片没压路，没压路片比如啊，这点来人都看不到没？要下路片，从嘛吧？讲，下路倒路来。有来人还考虑什么路？碰见考虑说没牛王，好了，哎，你看，就那都看过没牛王的，好吧嘞，碰见考虑说多少了？好吧嘞，多少嘛？这哪个这个？我今天别的买路，碰见讲多偏多，牛钱、干钱、香钱、挖钱收的，是估计人家里巴不？哪来？好的，哪来的？下头是个拉这个有的拉不了台，不都来过，不都把票，俺这批拉过，你弄出来的俺这批说的，是干的弄哈，葫芦一，带来的路不嘛，不老的，手下抓的那种。好的，这是俺来讲谁给人家的苦？好的，但不打比的嘛，你的。好的，俺这批拉黑的嘛不啦？太过。那讲妈妈你太讲来拉黑，讲嘛不啦？哎，你大东西要不要去？大东西那要去吧不啦？哦，一个大东西那要东西喏。那要东西不贵喏，那可能差不多可以。好吧，那东西那要东西啥呢嘛？没买你的那路没标准呢。好的，我们这个要谁嘛？一贵大东西那要东西喏没？那贵没得钱家呀路，那谁钱？没那样的，这样都公共哎嘛标不贵，没包包了，但那个不贵，好。พยาหาแม่เชียนอยู่ตรงอ่ะแม่เพยมีนะกูกวยတဲ့พยาလေးဗျရုပ်ပွားဗျဟုတ်ပဲနာကဆရာကလေးဆွဲထားတဲ့အဖီလေးဟာแม่အဖိုးအိလုတ်သွားတာဗျငါတပည့်နဲ့ငါတပည့်ဟာแม่พยาတကကြောက်တကအနှွယ်ဒီအမျိုးဒီပါလားဟဲ့แม่အမျိုးကောင်းသားဗျတို့တော့လည်းငါတပည့်အမျိုးကောင်းသားတယောက်ဖြစ်ရတာနဲ့မင်းအရက်ချက်တယ်လို့ငါကြားနေတယ်ချက်များချက်သလားကွမလျှောက်ဘူးကွာငို့ပြုတ်လုံညာပြုတ်လုံမိသလားကွယ်ကဲပြုတ်လုံမိလို့ရှိရင်တော့ရုပ်တည်းဆိုတော့တတ္တဝါမှားတာခါမှားတာပေါ့လေကွယ်အမှတ်တမဲ့ဘူးကွယ်ဒီတော့လွန်ကျူးမိတာတော့ထားဖို့ကွယ်ငါတကြီးကဲနှုတ်တော်လည်းပဲအခုဆရာတော်ကတော့ငါတကြီးဒီလိုတတိပေးရရင်တော့ငါတကြီးဟာတလုံးမိုက်မဲ့လူမဟုတ်ပါဘူးငါကယုံတောင်မယုံဘူးကွယ်မင်းဒီလိုလုပ်နေတယ်ဆိုတာပြောကြလို့ဒါဆရာတော်ကြားလို့ဒါဒီပေါင်းဒီလိုလုံးမဲ့ပေါင်းဟုတ်ပါဘူးလို့ဆရာတော်ယူဆမိတယ်ဗျာဒီတော့မင်းလုံးပြီလို့ရှိရင်ငါတကြီးဟာမင်းအမျိုးအနွယ်ကအမျိုးကောင်းအနွယ်ကောင်းဖြစ်ပါလေရဲ့မင်းကြတော့မှာသားသမီးနှစ်ယောက်အဖေဖြစ်တော်မှာဒီအလုံးလုပ်တယ်ဆိုရင်တော့မတော်ဘူးငါတကြီးဘယ်နဲ့တော့ငါလှူမလားကွယ်လှူပါမယ်ဗျာအေးဗျာတာတူကွယ်တာတူဟဲ့မောင်မင်းတို့လာစားခေါ်ကြည့်တယ်ဘာလဲဟုတ်ပြီထိုင်ရကတင်းဆောင်နေတဲ့လူပြောတိမအောင်တိမတဲ့စိတ်ပေါ်လာတယ်ဆိုတာနဲတဲ့ကုသိုလ်ဖို့ဖူးကွဲအခုတော်တော်ကုသလတာဓမ္မတာအာရမဏပစ္စေနာပစ္စယောဆိုတာတဲ့တော့ဝင်နဲ့ကွဲဒီတော့ဟောသူတော့မှားမိပါတယ်တဲ့ပရိယေတနာဒုက္ခနဲ့ရင်ဆိုင်မိတာနဲ့လွယ်ကူတာတော့လိုက်ပြီလို့မိုက်မိပါပြီမိုက်တဲ့အပြင်များချွင်းချက်မရှိဆရာတော်လှူပါတယ်တဲ့ဗျာမင်းတို့ကတာဓုခေါ်လိုက်ကြပါကွယ်ချီးမြှောက်လိုက်ကြပါဟဲ့ပတ္တနုမောဒနာတာဓုဘုန်းကြီးများကဝိုင်းခေါ်လိုက်တဲ့တာဓုကဟိုမှာတခါတဲ့အသင်းဆွဲသွားပြီးတုံပြီးကြက်တိထားဟုတ်ကဲ့မျက်ရည်ငါကြပြီးတော့မှကဲငါကြီးပြန်တော့လာတော့စိတ်ချမ်းသာပြီကွဆိုတော့မှတာလေးဝှချမျက်ရည်လေးငါတုံးပြီးတော့ပြန်သွားဘယ်တော့မှဒီလူမမိုက်တော့သူရဲ့စာရိတ္တကိုညာနာဖလားစသည်တို့ဖြင့်အသာလေးအုပ်ပေးလိုက်တဲ့ကြီးကအဲ့ဒါလောက်အထိမိုက်တဲ့လူကိုလီမာအောင်လဲနီးမျိုးစုံတို့ဖြင့်ကြီးကဆရာတော်များဆုံးပါတယ်
ကြီးရွာကြီးတစ်ခုလုံးကိုကြတော့ဘလောက်အထင်များဆုံးမလို့ဆိုတောင်ငူလေသမားတွေကတော်ဆိုတော့ဟုတ်တာပေါ့တောင်ငူလေသမားတွေဆိုတော့မနဲ့ကိုစောစောထားရတယ်စောစောထားပြီးတော့ကျွန်တော်တို့ကျဲဥတွန်ရောင်နီမလဒလာဟိုငချင်းမျက်လုံးခေါ်တာပေါ့ဗျာရောင်နီမလဒလာမှာထားကြတာထားပြီးတော့နွားများဗာများများကကျွေးမွေးထားတဲ့အတိုင်းပြင်းမိမလုပ်တဲ့လူကချက်ဖို့ပြုတ်ဖို့ဆွန်တော်နဲ့ပန်းတော်နဲ့လင်းသမင်းဖို့သွားရမှနဲ့အခုအထုံမသွားခင်လေးရင်နွေးချမ်းလေးတောက်သွားဖို့ရနဲ့လင့်နောက်မှအိတ်လင့်အရင်ထဆိုတာမိမများကအစအဲ့ဒါဒီရဲ့လက်ဥအစကကျောင်းကနေပြီးတော့အချက်ပေးဟုတ်ပြီတုံးကြီးကောက်လို့တော်ခေါ်လိမ့်ရှိဟုတ်ပါလားတုံးကြီးကောက်အဲ့ဒီတုံးကြီးကောက်ဆိုတာဒီအမှန်တန်ကြီးတဲ့အသားကြီးကိုကျွန်တော်တို့ပိုးမဲစာသားတို့ဘာတို့အမှန်မာတဲ့အသားကအတမ်းကြီးရအောင်တုံးကြီးလုပ်ထားတယ်တုံးအတမ်းအမှန်ကြီးအောင်လုပ်ပြီးတော့မှဆရာတော်များကကျင်းညာတော့လေယဟန်တိခါနဲ့ယဟန်သီလနဲ့ယဟန်တောင်ကမှန်နေပြီးတော့လူသားမနေတို့နဲ့တမိုးတထရန်လေးဆိုကြောင်းမှာအာယုံတက်အောင်မအိတ်စကောင်းဒါဟာသေးရတိတ်ခါဖို့ဘုရားကတားခဲ့တာကရှိတယ်ဒီဝီနည်းတော်ကလည်းယိုသေးနေတဲ့ပုဂ္ဂိုလ်ဆိုတော့ကြက်ဥတွန်လိုက်ရင်ဆတော်ကနိုးပြီနိုးလိုက်လို့ရှိရင်အနာရှိတဲ့ရှင်ပါမဏီများလာနှိုးကပ္ပိယရှင်ကပ္ပိယများနှိုးပြီးတော့မှဟဲ့နှိုးလိုက်ရင်ဟိုကတာဝန်ကြပြီးသားသိဘသူအလဲညာကဘုရားရှိခိုးပြီးတဲ့ကအလှဲပြီးပြီးသားတခါတည်းလက်တန်ကြီးယူပြီးတော့တုံးခောက်တော့မယ်ဆိုပေမဲ့လို့တုံးခောက်တဲ့စနစ်ကရှိသေးတာဟုတ်ကဲ့စနစ်အဓိပ္ပာယ်ကတုံးခါအရာကဲနှိုးတဲ့သဘောတုံးထတုံးထကြတုံးထတုံးထအာယုတက်ပြီးပြောပြီးတခဲတုံးနဲ့အခုကတ်တုကရာနဲ့ကြီးနာများအတန်ပြတယ်လို့ကလထက်ခေါ်တဲ့တုံးကြီးနဲ့ကျင်းလက်ကိုနှုတ်ပြီးတဖုံကြီးပြီးတော့မှထအရေးကြီးနှုတ်ပြီးတော့မှတုံးတစ်ချက်ခေါက်ဟုတ်ကဲ့သိပြီတောင်းပြီဟာတုံးကြီးခေါက်ပြီးထဒီထဲများအမနာအိမ်မောကြနေရင်ခြိတာမကြအောင်နင်းလာပြီးတော့မရလို့တဲ့လူကလက်နာပါကလေးအပ်ပြီးတော့မောင်တုံးကြီးတောင်ခေါက်နေပြီရင်ွေးလည်းပွက်ပြီးမိမဝတ်တရားလည်းရှိကအမနာကြည်ပြောရတယ်ဟုတ်ပါဒါကြောင့်ယာဒီဥတုမှန်ခြင်းမိုးမှန်ခြင်းလင့်ဝကြည်သောမိမမရဝကြည်သောလင်မြဖြစ်ကြရင်တရားမင်းကတောင်မှလူပြေလှမ်းပြီးတော့ရှစ်ခိုးတယ်လို့ကြံ့ကများသိတာဟုတ်နော်တော်ကြီးဟုတ်ကဲ့အဲ့ဒီတော့မိမကလည်းလင်းတယ်နာနာဟိုပါဠိအထက်နှိုးတော့ဟိုကလည်းအေးရကနှိုးတော့ညနာလေးပါလေးတည်ရင်းနှွေးလေးတော့ဟာတုံးကြီးခောက်ပြီးသွားဗလားမလီငါအိပ်ကျော်နေတာရှင်မတုံးခောက်ထားမှမသိလိုက်ပါဘူးတုံးကြီးခောက်ပြီးရှင်တော့ဒီမှာတုံးကြီးခောက်လို့ရှင်တော့နိုးပုံပေါ်ဘူးအိမ်မောကြာနေပြီဆိုပြီးကျွန်မတက်နှိုးတာလေရေလို့တော့ဒီတော့ဟာခဏဘယ်နေ့လို့ခောက်သွားလဲဒီဟုတ်တနင်္ဂနွေနေ့တော့တစ်ချက်ခောက်သွားတယ်အေးဒီနေ့တနင်္ဂနွေဟုတ်ပြီလဲနွားညာပြင်ပြီးတော့တော်သွားပြီးတော့ရောင်နီအလားအာယုံအတက်တော့အရောက်နေအထွက်ထွန်ရစ်တထနေအတက်သမင်းဖို့အလိုက်ရှင်းကတော့နေထန်းတပြားအရှိကထွက်လာတဲ့နေဒီထမ်းမင်ကလေးနဲ့အညီမှာနေထန်းတပြားတောင်ရှိပြီဒီကနေ့မှဖြစ်လို့သမင်းဖို့မလာပါလေဟိုကထွန်ရင်လေပန်လေးနဲ့ညှော်တယ်ညှော်တော့ဒီကမိမကလည်းတုတ်ဟုတ်ပါတော့ဒီနေ့နေထန်းတပြားတောင်ရှိနေပြီသမင်းချက်တန်းနဲ့လေးနောက်ကြသွားလို့ဘာလို့လဲပြားကြီးပြားနဲ့ပြေးလာပြီးတော့ကျွေးကြမွေးကြတယ်အဲ့ဒီမှာအချက်ပေးတာဘုန်းကြီးကျောင်းဟုတ်လူမိုက်ကိုပျော်ပြောင်းအောင်ဆုံးမခဲ့တာဘုန်းကြီးကျောင်း